ရမလားလို့ဘယ်လိုပဲဖြစ်ဖြစ်ကေးအများဆုံးလေးနဲ့မှာတော့ဘတ်တရီအလားလေးဆိုင်ကဝင်လာတဲ့ကိန်းလောအောင် risk M43 တိုင်းနဲ့ပဲအလားလေးအိမ်ရ black တော့သွားခဲ့ပြီဗျာ BA7 ကိုင်းပါအပေါက်ခေါ်မှလားမခေါ်သေးဘူး AC ပဲအောက်မှာရှိတဲ့တကယ်ချင်းလေးတော့ granite ကိုဆွဲဖို့တော့ ready ပဲလုပ်နေခဲ့တဲ့အနေထားတစ်ခုပါပဲဘက်ကလည်း granite ကိုဆွဲနေခဲ့တာပဲ BA သူနဲ့အတူတူသူတင်းနေပါပါအမေနောက်မှာရှိတာဆိုတော့လေရတော့ကတ်နေခဲ့ဆို7တခါပဲအပြတ်ချက်ကောက်ခဲ့တာအောက်ကအပင်မှာရှိနေခဲ့တာ BA7 တိပါမလားတော့ပြန်အိတ်ထားပြီးတဲ့ granite ကရှိနေခဲ့ခြင်းတော့မရှိဘူး smoke 3လုံးပဲရှိတော့တာဒီအနေထားတစ်ခုမှာဆိုရင်တော့ဖြင့်ဒီမှာပန်လေးပါလှမ်းပေါက်အိုးသွားဇက်ရှုပ်လို့မရနေခဲ့ဘူးဗျဟိုမှာ CG YE80 တဲ့ဘာတော့ဟာတခါလေနော့သွားခဲ့ပြီအပါပါခေါ်ကန်ထိသွားပြီနော်အောင်တန်ဆိုးဒီမှာဗျဒီနေရာမှာပဲ7ကြာကြီးရင်ဆိုင်လို့ကောင်းမှာမလား granite တစ်လုံးကတော့ငယ်တော့ fail သွားခဲ့ပြီဗျာဟိုစချင်တိမှာကျဲလို့ရရဆိုမလဲကျိုးတော့ကျဲထားတဲ့မိုက်တွေပြောချက်တွေတဲ့ဟာဒီမှာတော့တင်း19နဲ့ဒီမှာတင်း14နဲ့ဘာတွေတော့စိုင်းနေခဲ့တာဟုတ်ကဝင်လာတယ်အိုးဒီကေကောင်းလို့ပြောရတယ်